ကြီးပေါင်းသူတေသနာနယ်ပယ်မှာကဘာထိတ်တန်းသူတေတီတအူဖြစ်တဲ့အကျော်စင်းနဲ့ပြန်လည်တန်ဆွမ်းရေးအထူးကိုတွဲဘက်ပါမောက်ခဆရာဝန်ကြီးဒေါက်တာဝင်းမင်းဦးကနောက်ဆုံးပေါ်တိတ်ပံအထောက်အထားများပေါ်အခြေခံပြီးလူနာများမေးလေးရှိတဲ့မေးခွန်းတွေကိုပြောကြားပေးသွားမှာပဲဖြစ်ပါတယ်။ကြီးပေါင်းယောဂကဒီတည်တတ်တဲ့ယောဂတော့မဟုတ်ပါဘူး။လူတယောက်ကကြီးပေါင်းရှိလို့အသက်အန္တရာယ်ရှိပြီလို့တော့မရှိဘူး။ကိုလေးချိန်ကြီးလျှော့ချတာပြီးတော့လေ့ကျင့်ခန်းလေးတွေလုပ်တာအနေထန်လေးတွေဆင်ကျင်တာကြီးပေါင်းယောဂအကြောင်းပေါ့နော်ကျွန်တော်တို့ head education ပေါ့အဲ့ဒါလေးတွေပေးတာလေးစီးတွေအများစုကကြတော့အကြိုက်ခဲပျောက်စီးတွေများတယ်ပေါ့အကြိုက်ခဲပျောက်စီးတွေကကြတော့ကျွန်တော်တို့ကအစာရင်းတွေနှလုံးတွေကြောက်ကတ်တွေကိုရေရှည်တောက်လို့ရှိရင်ထိခိုက်သွားနိုင်တယ်နောက်ဆုံးအဆင့်ခွဲစိတ်ပြီးတော့ဒုစစ်စားထိုးတယ်ဆိုပြီးတော့30ရှိတယ်ပေါ့ကြီးပေါင်းယောဂရဲ့သဘောတဘာဝကသူကဆဆခြင်းမှာတော့မသိတာဘူးသူကဖြစ်လိုက်ပျောက်လိုက်ပေါ့နော်ဥမာတောင်လီပါတက်လိုက်တယ်ပေါ့နော်မန်လေးတောင်တက်လိုက်တယ်အဲ့ဒီနေမှာဆိုးတယ်နားနေအိမ်လုတ်တွေရောနားပြီးအကုန်လုံးအေးဆေးနေတယ်အဲ့ဒီနေမှာတက်တာတယ်အဲ့လိုမျိုးနေလာတတ်တယ်အဲ့ဒီလာတဲ့အချိန်မှာလူနာအများစုကဒါကိုနေသားသလိုလေးနေပြီးဆရာဝန်နဲ့ပြတာအင်မတန်ရှားပါတယ်သူတို့တွေများသောအားဖြင့်တိတ်ဆိုးလာပြီးဟာညတွေပါကြိုက်လာပြီးဒူကြီးကကောက်လာပြီးဆိုမှပြကြတာများတယ်ဒီနေ့အဖြစ်တော့early treatment ပေါ့နော် early diagnosis နဲ့ early treatment ပေါ့စောစောသိစောစောကုဆိုတာကိုလောက်တာကြီးပေါင်းယောဂမှာအင်မတန်မှနေတယ်ပေါ့နော်နေတဲ့ဆိုကကြတော့စောစောပြောလို့ယောဂတွေတိတ်ဆိုးမှလာကကြတော့ကြတော့တစ်ခါလေးကြတော့ကျွန်တော်တို့ကဥမာအစစ်တစ်နဲ့ကိုရတာစောစီးသိခဲ့ရင်အစစ်တစ်နဲ့ယောဂအကြာကြီးထိန်းထားနိုင်မဲ့လူနာကအဲ့လိုမဟုတ်တော့ဘူးအစစ်နှစ်ဒါမှမဟုတ်အဆင့်3စသည်ဖြင့်အဲ့ဒီအဆင့်ကိုရောက်သွားတတ်တယ်ပေါ့ကျွန်တော်တို့ဗမာလူမျိုးတွေကိုယ်တိုင်လည်းအားစီးဆိုတအားတောက်ချင်တာဘူးဒီဖြစ်ဆွဲအစာတွေကကျွန်တော်တို့ကအာနိသင်ရှိမရှိမသေးကြဘူးပြီးတော့အရေးကြီးတာကဒါကျွန်တော်တို့စီမှာကြတော့ဒီဖြစ်ဆွဲအစာတွေကအင်မတန်ဈေးကြီးပါတယ်ဈေးကြီးပါတယ်အဲ့တော့ဈေးကြီးကကြတော့ဥမာထားပါတော့ကြိုက်ခဲပျောက်စီးတစ်လုံးကကျွန်တော်တို့က100လောက်ပဲရှိခြင်းရှိမယ်ဒါပေမဲ့တချို့ဖြစ်ဆွဲအစာတွေက1000ကနေ9000လောက်ထိအောင်ရှိတယ်တစ်လုံးကိုဆိုတော့cost effectiveness ပေါ့ရရှိတဲ့အာနိသင်နဲ့ကုန်လိုက်ရတဲ့ကုန်ချငွေတွေကမမျှတဘူးကျွန်တော်ကတော့ပြောလို့ရှိတဲ့အစစ်အဖြစ်စီတွေကိုအလကားရရင်တောက်ပါလက်ဆောင်ရရင်တောက်ပါဝယ်ကိုဝယ်တောက်အောင်ဆိုတော့စဉ်းစားပါလို့ပြောလို့ရှိပါတကယ်လို့ကိုကလှေကားတက်စနေပါလုံးမယ်ဆိုလို့ရှိရင်မိမိမှာရှိတဲ့ကိုလေးချင်းတွေ6ဆထိအောင်သူကထမ်းရပါတယ်ဒုက္ခတွေကိုသုံးတယ်တကယ်ဒုက္ခတွေသုံးတဲ့အခါမှာမိမိ body weight ရဲ့ 25% လောက်ကိုရောချသွားအောင်တက်နိုင်တယ်လို့ဆိုပါတယ်ကိုယ့်ရဲ့ဒူးကြီးပေါင်းညာဘက်မှာဖြစ်လို့ရှိရင်ညာဘက်လက်နဲ့ကိုင်ရမှာလားဘယ်ဘက်လက်နဲ့ဒုက္ခကိုကိုင်ရမှာလားဆိုတဲ့မိခွင့်ရရှိပါတယ်အဲ့ဒီခါမှာကျွန်တော်တို့ကဒီ international guideline တွေအရပေါ့နော်ကျွန်တော်တို့ကဒီနိုင်ငံတကာကကုထုံးလမ်းညွှန်တွေအရဆိုတော့ကိုယ့်ရဲ့ဒူးကညာဘက်မှာဖြစ်ရင်ဘယ်ဘက်လက်နဲ့ကိုင်ရမယ်လို့ဆိုပါတယ်တနည်းအားဖြင့်တော့ contralateral ဘက်မှာကိုင်ရမယ်ပေါ့လေကြီးပေါင်းကတဲ့မျိုးရိုးဗီဇာနဲ့ဆိုင်လားမျိုးရိုးလိုက်တတ်လားတဲ့ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီဆော့ဆော့ကပေါ့နော် webinar လေးမှာကျွန်တော်အကြမ်းမြင့်လေးတော့ပြောခဲ့တယ်ဆိုတော့ကြီးပေါင်းကကျွန်တော်တို့ကဒီ25 to 30% လောက်ကမျိုးရိုးလိုက်နေခြင်းရှိပါတယ်အဲ့တော့ကျွန်တော်တို့ကစောစောပြောခဲ့တယ်လို့ပဲကျွန်တော်တို့မျိုးရိုးတော့ကျွန်တော်တို့ကပြင်လို့မရတော့ဘူးအဲ့တော့သို့သောကျွန်တော်တို့ကကျန်တဲ့ 75% ကစောစောပြောတဲ့အနေထိုင်မစင်ကျင်တာတွေဘဝလွင်တာတွေထိခိုက်ဒဏ်ရာရခဲ့ဘူးတာတွေစကားတွေနဲ့တက်ဆိုင်နေပေါ့အဲ့တော့ကျန်တဲ့80%ကတော့ကျွန်တော်တို့ပြင်လို့ရတယ်အဲ့တော့အဲ့ဒီခါလေးတွေတော့ကျွန်တော်တို့ကပြင်ပြီးမယ်ဆိုရင်အမေဖေမှာကြီးပေါင်းရှိပေမဲ့ကိုမှကြီးပေါင်းရှိမရှိတဲ့အနေအထားတစ်ခုရောက်ကောင်းရောက်သွားနိုင်တယ်ပေါ့တကယ်လို့ရှိမယ်ဆိုတော့မှအမေအဖေလောက်မဆိုးတဲ့အနေအထားတစ်ခုရောက်သွားနိုင်တယ်လို့ကျွန်တော်ကတော့အပေးစကားပဲပြောချင်ပါတယ်ကြီးပေါင်းယောဂရှိတိုင်းနဲ့နာကျင်မှုရှိတတ်လားတဲ့ radiographic OE နဲ့ symptomatic OE ပေါ့ radiographic OE ဆိုတာကတော့ဓာတ်မှတ်ကြည့်လိုက်တယ်ဓာတ်မှတ်မှာအတက်တွေရှိလို့ရှိရင်ကြီးပေါင်းလို့သတ်မှတ်လိုက်တယ်ဒါပေမဲ့ तू ကနာတာမနာတာတွေမစင်စားဘူးပေါ့နောက်တစ်ခုကကျတော့ symptom ပေါ့လက္ခဏာကိုပဲကြည့်တယ်ဥပမာဒူးတွေနာတယ်အတက်တွေက click ဒီမီးတယ်ပေါ့နော်မနေ့စောစီမှာတင်းတောင်နဲ့သွားရတာတွေလှုပ်ပေါ့နော်သွားလာရတာပေါ့နော် professional impairment ဖြစ်လာပြီပေါ့အဲ့ဒါတွေကိုကြည့်ပြီးမှခွဲတယ်ပေါ့နော် symptomatic OE ဆိုပြီးနှစ်မျိုးရှိတယ်ပေါ့ကျွန်တော်တို့ကတော့ symptomatic OE ကိုကျွန်တော်တို့ကအဓိကပို့ပြီးတော့ကုကြတာပါဘာလို့ဆိုတော့ကျွန်တော်တို့တွေက image ကို radiographic image ကိုကုတာမဟုတ်ပါဘူးလူနာကိုကုတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်တို့က treat the patient ပေါ့နော် not the imageကျွန်တော်တို့ပြောလို့ရှိတယ်ပေါ့ကိုကြီးပေါင်းသမားတွေကခေါင်းမြင်နေအဲ့လိုမကောင်းဘူးအဲ့ခေါင်းကိုအုံနဲ့ခေါင်းကတိတ်မြင့်နေသလားများသောအားဖြင့်တော့ခုတ်သားမထူဘူးဆိုတော့တက်လက်မကွဲဆိုမဆိုးပါဘူးပြီးရင်နောက်တစ်ခုကကျွန်တော်တို့ကဖြစ်နိုင်ရင်ပက်လက်အိတ်ထားဖို့သဘောကျတယ်များသောအားဖြင့်တော့တကယ်လို့လက်တစ်ဖက်မှာထုံတာတွေကျင်တာတွေရှိလာရင်တော့ကျွန်တော်တို့ကဖြစ်တဲ့ဘက်ကိုစောင့်အိတ်ထားမျိုးတော့အားပေးလေးမရှိဘူးပေါ့လေဒါတွေကတော့ပေါ့နော်ဒီအကြမ်းမြင်အဖြစ်တော့ကျွန်တော်ကူညီပေးနိုင်တဲ့ဟာတွေပေါ့လေဒီစက်မှာလည်းစာကြီးပြန်နှစ်ချုပ်ပြီးပြန်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဇက်တိုက်ကြီးကွန်ပျူတာကြည့်နေတာမျိုးမလုပ်ဘဲနဲ့ကျွန်တော်တို့ base လုပ်ပြီးတော့ basing လေးနဲ့ကျွန်တော်တို့နာပြီးကြည့်တာမျိုးတွေလုပ်ပေးရမယ်နောက်ပြီးရင်ကျွန်တော်တို့
ergonomic principle ကိုသုံးပြီးတော့မျက်နှာလုံးနဲ့တဒန်းနဲ့မှရှိပြီးတော့ခေါင်းကိုမငုံအောင်ကျွန်တော်တို့ computer ဖုန်းကိုကြည့်ဖို့recommend လုပ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီခေါင်းအုံးပေါ့နော်ခေါင်းအုံးဆိုလဲကုတ်သားရမထူဘူးဆိုရင်တလက်မခွဲလောက်ရှိတဲ့ခေါင်းအုံးသားလောက်ပဲခပ်ပါပါနဲ့ပဲကျွန်တော်အိမ်မယ်နောက်ဖြစ်တဲ့ဘက်ကိုစောင်းပြီးတော့အိတ်တာမျိုးကိုမလုပ်သင့်ဘူးပေါ့နော်ဆရာကြီးဒါလေးတွေကတော့ဒါလိုက်နာမဲ့ချက်ဖြစ်ပါတယ်ဆိုတော့ဟိုပရိသတ်အနေနဲ့လည်းကျင့်နေမယ်လို့ထင်ပါတယ်ဆရာကြီးဒီလိုမျိုးလေးအကြံပေးတာ